ခဏလေးနော်မင်္ဂလာပါခင်ဗျာခေကျန်လာအမေဒါကျွန်တော်ကြည့်ပြပဲနော်ကျန်ဆိုင်မင်္ဂလာပါခင်ဗျာဟိုကျွန်တော်ဒီပေါ်တော်မူပေါ့နော်ဟုတ်ကဲ့ရှေ့ပေါ်တော်မူရဲ့ဟိုဟာလေတမိုင်းချင်းချုပ်လေးကျွန်တော်တို့ပြောပြပြပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ပေါ်တော်မူရဲ့တမိုင်းချင်းချုပ်ကတော့မူလဘူတာတော့ဘိုးရီတော်မူနီအောင်တကယ်ထုံရ46ခုနှစ်မှာအရှိဥပဒမဓမ္မပိစိယဘုရားရတူလားအရှိမင်းတရားကျွေတော်မူသားကနေတော့ဒညဝရီကိုကျွန်တော်တို့ပါလဲတဲ့ခါကျတော့ဒီညမှာတသခန်းထားတော့နန်းတော်ရဲ့နန်းမြင့်ပြတ်သက်ညီနန်းပြတ်သက်ဒါဒီဆောက်ပြီးတော့မှကျွန်တော်တို့ကသူတို့လာတဲ့ခါမှာစစ်တီအင်အား3000နဲ့ဒီမှာစခန်းချတယ်သူလာတဲ့အခါမှာပူဇော်ရန်ဆိုနန်းစဉ်ရုပ်ပွားတော်ရှာတဲ့ခါကျတော့ဘရောင်းတလဲစီအရန်သွေးကောင်းကြီးဦးငိမ့်အမရပူတာကျွန်တော်တို့ဟိုမင်းတရားကြီးထံကားပေါ့နော်စင်တူရှင်မင်းတရားထံကားဒိဋ္ဌာန်နဲ့ပြင်းဆောင်ပြီးတော့ပြောရင်တော့ဘရောင်းတလဲစီဒေသမှာပူဇော်ထားတယ်အဲ့ဒါကိုလိုက်လိုက်ရှင်းလိုက်ရှာဖွေလိုက်တဲ့ခါကျတော့အဲ့ရကြီးဘွားတော့သူဒီမှာဝါပြီးမဲ့ကျွန်တော်တို့နေရာမှာပူဇော်ဖို့အတွက်ဟိုနေရာမှာဆက်ရှိရသူဖြစ်တော့ကျွန်တော်စီရီတည်ထားတယ်အဲ့ထက်မှာထားတော့ငမ်းမြင့်ပြတ်သက်ကတော့ဒီအခုဆိုတကုန်းကြောင်းနေပေါ့အဲ့ဒီမှာရှိပါတယ်ကျွန်တော်ရှေးအောင်သူတည်တနာနဲ့တူဖို့ပြီးအဲ့လိုနဲ့ဖြစ်တော့ပူဇော်ထားတယ်အဲ့နောက်ဆုံးပြောရရင်တော့ရခိုင်ကနေကိုပြန်လာတဲ့ခါမှာအမီမသိတောင်140နဲ့ရှင်းလုံးနဲ့ဒီအမီသိတောင်40ကိုလို့ဒါရင်းနဲ့ဆိုတော့တောင်ပေါ်မှာရှိပါတယ်ဒီလိုပြန်လာတဲ့ခင်ဗျာမှာမာမြတ်မုနီရဲ့ရွှေဘုံသာမုနီရဲ့ရှင်ကျော်မုနီရခုမှပူဇော်ထားပြီးတောက်တော်မှာပူဇော်ကျွန်တော်တို့ဇလွန်ပြီးတော့ပြန်မုနီဆိုတဲ့မာမုနီသုံးစုကျွန်တော်ဒီကတလဲကြနေမှာပြင်ဆောင်တဲ့အရှိဥပဒပြင်ဆောင်ပူဇော်တဲ့ရှင်ဖြူလူဘွားတော်ကြီးအတူလေးစုဒီမှာကိန်းဝဲပါတယ်အပြောရရင်တော့ရှင်ဖြူကဒီမှာကိန်းဝဲပြီးတော့မှဒီ1146မှာပြန်လေကြွချီတဲ့ခါကျတော့ဒီမှာလူဘွားတော်ကြီးကိုကျွန်တော်တို့ဒီမှာဘိုးတော်ဖျားသူ့ရဲ့သားတော်ရဲ့စွမ်းဆောင်တဲ့အမှုပြုတဲ့အနေနဲ့130ဌာနဒီမှာရွှေကူစီကြီးတော်ဘုရားတွေကိုတည်ထားပါတယ်ဒီလိုရွှေကူစီတည်ပြီးတော့မှရွှေကူစီတည်ထားပြီးနောက်တော့နန်းကျောင်းပေါ်မှာတည်ထားသောရုပ်ဘွားတော်အားရွှေကူစီအင်းကြီးပြည့်စုံပူဇော်တယ်ဆိုတာရှေ့မှာခဏခဏတိုက်ပါတော့အဲ့ဒါနဲ့ပြောရရင်တော့ဒီနေရာမှာ1236ခုနှစ်ကျော်တလင်းလာပြီးစနေနေ့ညနေ9:00 နာရီကြာတော့ဘလို့လျောက်ဒီရနေတော့ရင်းငင်လှရှာတော့ပွင့်ပေါ်ထုံးလာခဲ့ပါတယ်ပွင့်ပေါ်ထုံးလာတဲ့ခါမှာဘာလို့သိလဲဆိုတော့ကျောင်းသားလေးတူဖြစ်တဲ့မောင်လာဦးနဲ့မောင်မြတ်ဆန်နဲ့ဦးကသွားတွေ့တယ်ကျောင်းသားဆိုတာလေသူရပြောတာတော့ငါကျောင်းသားတောင်းလို့သခိုးတော့သကူကျောင်းမှာပြိယပရိပတ်သာရှိခဲ့ဆရာတော်ဦးဝိုင်းနဲ့ထက်ကအဲ့ဒီကျောင်းသားလေးစာသင်တဲ့ကျောင်းသားလေးကမဏိတော်ကနေငင်းငယ်လှရှာတော့တွက်လာတဲ့ခါကျတော့ညနေတော်ရှိသူဖုတ်တွေ့ရတယ်ဖုတ်တွေ့တော့ရွာထဲကိုဝင်ပြီးတော့မှဒီလိုအကြောင်းအရာအချင်းရတယ်ဒါရောက်ပြောတော့ရွာထဲလာတဲ့ခါသမခံအထိလို့ကျူပေါ်နေပြီအဲ့လိုပေါ်နေတဲ့အချိန်မှာဘာသူရွာသားတွေရသူရသားတွေကအာရမန္တာလက်ကမ်းပေါင်းခတ်ပြီးတော့မှရှင်လူဖျားကြီးကိုပူဇော်ကြတယ်ရက်တန့်နေတဲ့ခါကျတော့ကျွန်တော်တလဲကြီးခိုင်းတော့ဆရာတော်ကြီးဦးအရိန်နမကရှိတယ်ဒီတလဲကြီးမှာမုတိရှိတယ်အင်းမခေကရွှေတောင်းတော်လို့ညီတမုတ်တလဲကြီးခိုင်းတော့ဆရာတော်ဖျားကြီးဦးအရိန်နမနဲ့အတူကျွန်တော်သကူကျောင်းတိုင်းမှာသကူမျိုးလာရောက်ကျောင်းထိုင်ခြင်းကြောင့်သကူကျောင်းလူလည်းအမိတတ်မှတ်တယ်နောက်တစ်ခါဆရာတော်ကဦးဝိုင်းဟိုလုံးကတော့ဒီမှာပြည်လက်ဆရာတော်နာမည်ကြီးဝဲခေါ်ကြတာလေဦးဝိုင်းဆရာတော်ကပါအဋ္ဌာန်နဲ့ပြင်ဆောင်တင်ရောက်တဲ့အတွက်လွတ်တူကျွန်တော်ဝင်ထုံးပေါ်ပါဒါကြောင့်မို့ဒီနေရာမှာသင်္ရဥကထုတ်ပါလားဖြင့်မုတ်ချမင်းမြေတွင်းရထမင်းတည်တော်တကူတော်ကြောင့်မြေပေါ်ကြွလာကြောင်းချင်းရာဟုမူလတတ်မှတ်ရှင်ဖြူမြတ်မှပြည့်ညတ်ပြီးပေါ်တော်မူဆိုကြတယ်။ကြောင့်ပေါ်တော်မူဆိုတာပေါ်တော်အကြောင်းပြီးတော့ပေါ်တော်မူလို့ဆိုရင်လည်းသူ့ရဲ့မူလပွဲတော်ကဗကန်အရိမတနာအလောင်းရှင်ကြီးရှိခဲ့ပါတယ်ရှင်ပြီးတော့ဆိုအဲ့လိုနဲ့ကျွန်တော်တို့ဒီမှာ1136ကစတင်နေပြီးတော့50နှစ်ကျင်းပြီးတော့1988ခုနှစ်မှာဘုသူကြီးမြင်လာကုန်တော့တာဝင်လို့ရက်ွက်86တရားကြီးဖွင့်ပေါ့နော်အဲ့ဒီဝင်လို့ရက်ွက်မှာနှစ်1986နဲ့6ခုနှစ်ကစပြီးတော့တောင်တော်ကြီးကိုတဲပြီးတော့မှအဲ့မှာဟိုကျွန်တော်တို့ပါလေကဏ္ဍကူတိတိုက်ကြီးတစောင်းကြီးဆောက်တယ်ကဏ္ဍကူတိုက်ကအလူရှင်ရတယ်ဥဝဲတော်အောင်ဒီနောက်တစ်ခါသူ့ရဲ့တာသမီးကြီးဆံပါတော်သိမ့်တင်နဲ့ဆက်လက်ပြီးတော့အမွေဆက်ခံတာကောင်းမိဘလေးအမွေဆက်ခံတာကိုကျွန်တော်တို့ရောင်းမျိုးသားပေါ့နော်ဘုံမွေးကျင်လိုက်ပေါ့ဘုံကဒီလေးကိုတောင်းထားတော့အမင်းသားပေါ့သူတို့နဲ့ဆက်ပြီးတော့အခုဆိုရင်အားလုံးဝိုင်းဝန်းပြီးတော့တိဆောက်ပြီးတော့အားလုံးဖျားကြီးကိုပူဇော်ဖြစ်ရှိရတယ်အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့နာဂရှတရထတိုင်းစီကတဲ့ကြီးစက်ချီကိုအောင်လုံးကချင်းဖြူညီရမှုနေတာတ
ဒီကကုန်းမောင်ပစ်ဆောင်တဲ့ရွှေတောင်များယုံညူဖူးကျွန်တော်ပလိမ့်မှုစာဥချော်ရဲ့အေဂျင့်ထဲမှာပါပါတယ်ဘင်းရွှေတော်ပဲအဲ့လိုပါတော့ဒီရုပ်ပွားတော်ကမဏိပူရကတဲ့ရနေတော့အလောင်းမကြိုက်ပြန်လဲပင့်ဆောင်လာတယ်ကတဲ့ဒီပင့်သွားပြန်လဲပင့်ဆောင်လာပြီးတော့ရွှေဘိုနန်းတော်ကနရာရဏသင်္ခအဲ့ဒီနန်းတော်မှာပို့ဝဲတဲ့ရုပ်ပွားတော်ဖြစ်တဲ့အတွက်ညာဖျားလို့လည်းအမည်သတ်မှတ်ပါတယ်အဲ့ဒါမှအဆက်ဆက်အမရဗုဒ္ဓနန်းပြောင်းတယ်နောက်တော့ဘရောင်းမျိုးက900တက်ကိုစကေးရသွားတောင်းထမ်းတယ်စကေးရဲ့ကျိုးသားမှုဝမ်းဘင်းရဝမ်းပြောက်ဝမ်းသာရှိလို့ကျွန်တော်တို့စင်တူရှင်မင်းရနေပြီးတော့သူ့ကိုစုတော်လက်တော်အဖြစ်နဲ့ရှင်းနေဖြစ်ပါတယ်ဒါကြောင့်ဘရောင်းမျိုးကိုကျွန်တော်ရောက်ရှိလာတော့ဘရောင်းကူလက်ရှိပူဇော်တက်ကြရတယ်ဥသာပထမဦးကြီးပေါ့ဗျာအဲ့လိုနဲ့ဘရောင်းမျိုးမှာဒီရှင်မျိုးဘွားတော်ကြီးကဒါကိုကျွန်တော်လွန်ခဲ့တဲ့35နှစ်40လောက်ကဆရာကြီးပြောက်ရှိပါတယ်ဗုဒ္ဓဆရာကြီးဗုဒ္ဓရင်ဝင်ပြီးတွေ့ထားမြတ်ဖရာညီနောင်တို့ပြည်တော်ကိုကေလိမ့်စုပိုင်ကြီးစင်တာနာဥဖရာဆိုတာကျွန်တော်တို့ဘုရားသွားလာလို့ရှားပြီးနေတဲ့အချိန်မှာလေးလာဆောင်နေတဲ့ခါကျဒီရုပ်ကတော့နာဥဖရာအရှင်းမှာဆိုလည်းသိတယ်တော့ဒီသူကျန်သေးတယ်ဒီသူကတော့ပြောရင်တော့ကျွန်တော်တို့မဟာမြတ်မှုနဲ့အတူပါလာတယ်ကျွန်တော်တို့မအောင်မြင်မှုအခုဆိုကျွန်တော်ဒီလိုပြန်သူကလည်းကုန်းမောင်ဖြစ်ခဲ့ပဲအရှိဥပဒတာဖြစ်တယ်ကျွန်တော်မင်းသားရဲ့နန်းတော်ဥမှာထားကူပဲရုပ်ကတော့ဆိုတာကျွန်တော်သိရတယ်ရှာလိုက်တဲ့အခါသိရတယ်ဒါကြောင့်ပြောသလိုကဗုဒ္ဓရဲ့မိပတ်ထမြတ်ဖျားညီနောင်တို့ပြည်တော်ကိုကဲလိမ့်စုပိုင်ရေးစင်တာနန်းတော်ဖျားဒီလိုအတိုက်တာဒါဗုဒ္ဓကစားဒါနဲ့လည်းသွားကြိုက်နေတယ်အဲ့တော့ကျွန်တော်တို့ကဘောရမရှင်သူကြီးရှင်သူရဲ့ဒီမအောင်မြင်သလုံးပြည်တော်ပြန်အခုလက်ရှိနန်းဖျားဖြစ်တဲ့အကြောင်းဒါတွေကိုကျွန်တော်တို့ကပူဇော်သက်ကာရပြင်အားဖြစ်သူရတာကမဟာမြတ်မှုကြီးရှင်ကျော်မှုကြီးရွှေဘုံတော်မှုကြီးမအောင်မြင်မှုကြီးရေးကွာမြတ်စွာဘုရားတတိယဒညဝီမှာတက်တော်ထင်ရှားရှိသည်ရနာခုနှစ်ပါးကိုသူချက်လို့ဒီဘုရားပူဇာပုံသွင်းပါသည်ကိုယ်ကရင်ဝိခုနှစ်ဒီမြတ်စွာဘုရားကိုရင်ဝိရှိုံခဲ့တယ်လို့ပြောတော့နောက်တစ်ခုကအခုကျွန်တော်ရှင်သူရွာတော်ဆိုတာလေဘုရားရှင်တဲ့ကိုယ်တော်ကိုပြီးတော့ဗဒ္ဒကောင်မှာငါးစုကောက်ကနံကောင်းနံကပ်ပါခေါ်မှာအရင်ကငါးစုဒီငါးစုမှာကိုယ်တော်မူသောဘုရားတွေဖြစ်ကြတယ်ကောက်ကနံကောင်းနံကပ်ပါခေါ်မှာဒီရွာတော်၄စုနေတန်းရှင်ရတော့အဆက်ဆက်နေတန်းရှင်ရတော့နောက်တစ်ခုရှိပါသေးတယ်တက္ကရာဦးကြောက်ဖြာတူဒါမှတစ်ခုရှိပါသေးထပ်ဖြစ်မှာတက္ကရာဦးပလဲကြောက်ဖြာတူတဲ့ဒါကိုဘိုးတော်ကလည်းနော်ကျွန်တော်တို့နမရဆင်းပြီးတော့မှလေးမြတ်ပြည်ပြင်ဆင်းအဲ့ဒီတတတော်တာဘောသာခါတော့ဝင်းမဖြူလျက်ကြောက်ဖြာမြတ်ထုလို့ဆင်းနေတယ်ဖြစ်ပြီးလက်ထတော့ဗိမာန်မူလတမရှင်သူမြတ်မှာပညာပြည်ဘောတော်အကြောင်းပြုပြီးဘောတော်မူရှေ့အတွက်ဘောတော်မူရှင်မြတ်စွာဘုရားကြီးဆိုတာကိုအားလုံးမှတ်သားရပါတယ်ဟိုကျွန်တော်တို့ခုလာတော့ဘိုးတော်ဘရုံမင်းရဲ့ဟိုတွေတွေ့ရတော့ရှေ့အောင်ဟုတ်ကဲ့တွေ့ရအဲ့ဒါကြတော့ဒီဘုရားနဲ့ဘယ်လိုဆက်ဆက်မှုကြည့်လဲဆိုတာအတူချုပ်တွေပြောပြပြပါဘိုးတော်ဘုရားဘရုံမင်းရဲ့ရှေ့ဟောင်းကကျွန်တော်ကဘိုးတော်ဘုရားကြီးကသူ့ရဲ့သားတော်အိရှိဥပရသာအမရဗုဒ္ဓကိုပြန်ရောက်တယ်ပြန်ရောက်တဲ့အခါမှာတနိုင်ငံလုံးအေးချမ်းတရားမှုရတယ်အဲ့ဒီပြန်အိုးဝရတော်မူကြီးအောင်140အေးချမ်းတရားမှုရတယ်အမရဗုဒ္ဓကိုကျွန်တော်တို့ဒီမဟာမြတ်မုနိဘုရားကြီးနဲ့ဒီရုပ်ဘတော်တွေပြန်ရောက်သွားတယ်အေးချမ်းမှုအကြောင်းပြုပြီးတော့မှတနိုင်ငံလုံးကို230ဌာနရွှေဘူးစီတည်တဲ့အထက်မှာကျွန်တော်ဒီနေရာသူ့ရဲ့သားတော်နန်းဆံရတော့နေရာဤနေရာဤဌာနမှာစူးပြီးတော့မှတည်ပြီးတော့မှဘုရားဘုရားကြီးအဲ့မှာကျွန်တော်ချင်းပြီးအခုတော့တစ်ကောင်ရှိတယ်၄ဘက်၄နံမုန်းနေပြီ၄ဘက်ရှိအနောက်တောင်မြောက်အခုဒီဒီပဲတယ်နော်ဟုတ်ကျေးဇူးပါဘောနော်ကျော်ခုဘုရားဘုမဲ့ပြည်သူတွေပေါ့ဘုရားဘုပြည်သူတွေကိုရောဇာကြီးဘလို့သတင်းစကားတွေပါခြင်းနေကြဩဘုရားဘုပြည်သူတွေကိုလည်းတနိုင်ငံလုံးပေါ်လည်းဘုရားနာမကြီးဒါရောက်ဘုရားဘုရားနေတာဘောရမရှင်မြတ်စွာဘုရားကြီးနှစ်တဘဝဘောရမရှင်ပြုမြတ်စွာဘုရားကြီးဝင်ပေါ်ထုံးခဲ့ရမူလဗုဒ္ဓမြေမဟာမြတ်တအောင်ပြီပါပဲအဲ့တော့ကျွန်တော်တို့ကသတင်း၅ပါးတင်တာမြတ်စွာဘုရားကြီးနော်ဒီငယ်စဉ်ကာလသူ့မေရောမာနာရဲ့မာယာရဲ့ဝင်ကြတဲ့ကနေဝင်ထွန်းတာကလုံမီတန်မို့အင်းရင်းတော့အင်းရင်းမင်းရဲ့အကိုင်းကိုကိုင်းမေရောမာယာမွေးဖွားမိရှုတန်သင်ခဲ့တယ်လို့သိရှိတင်ကြမြတ်စွာဘုရားပြိဋိဘံပြုပြီးနောက်ပိုင်းမှာဩဒိတယိမရသောရုပ်ပွားတော်တွေဒါတွေကကျွန်တော်တို့အမျိုးမျိုးရှိအကြောင်းလေးမြေတူးရင်းနဲ့မြေပဲပေါ့နော်မြေတူးရင်းနဲ့ရုပ်ပွားတော်ပေါ်တယ်ဘောလုံးခြုံရှင်းနဲ့ရုပ်ပွားတော်ပေါ်တယ်ဘောလုံးဒါပေမဲ့ကျွန်တော်ဒီဘောလုံးကသူ့အလိုလိုရင်းရင်လို့ရှာပြီးထွက်ပေါ်လာတယ်ဟုတ်တယ်ပါနဲ့ထွက်ပေါ်လာတဲ့ဘောလုံးဒီပြန်နေမတူဘူးပေါ့နော်ပြန်ကြည့်ရင်ဒီလိုပွတ်တော်ပေါ်ပုံမျိုးကကျွန်တော်ဘရောင်းမှာဒီတူရရှိတယ်ပြည်ခိုင်မှာဘရောင်းရှိတယ်ပဲခူးတိုင်းဘရောင်းရှိတယ်မြန်မာနိုင်ငံဘရောင်းဒီပညာပဲရှိတယ်လို့ကျွန်တော်ကသုံးသပ်ချင်ပါတယ်ဒါကြောင့်မို့အလို့တရားမှပါပြီဆရာကြီးအခုဒီမှာပေါ့နော်လက်ရှိဟိုခေါပကအစဉ်ဆက်ပေါ့နော်ဘလို့ထိန်းနေဆောက်ရှောက်ခဲ့တယ်ဆိုတာလည်းပြောပြပြပါအတူတူပေါ့ဘောကအစဉ်စဉ်ကတော့ကျွန်တော်အားလုံးပေါ့နော်တက်ညီလက်ညီနဲ့ထင်းလေးကိုလူရဲ့တာဝန်နာပေါ့ယူသမိုင်းပေါ့နော်
ဒါလေးအားလုံးတို့တရားအောင်ဆောင်ရွက်နေရှိပါတယ်လက်ရှိလည်းဆက်ပြီးတော့အစဉ်ဆက်ကနေတော့တာဝန်ယူပြီးဆောင်ရွက်သွားကြတယ်ပုဂ္ဂိုလ်ကြီးပေါ့နော်အခုလည်းလက်ရှိတာဝန်ယူနေပါတယ်သူတို့ကလည်းမြို့သမိုင်းအားလုံးဒီဟွာဖြစ်ဖို့ပေါ်ပေါက်ဖို့နောက်လက်ရှိတကူကြီးဖျားတွေတော့အားလုံးအများကြီးဖူးမြင်မှုကိုအားလုံးသတင်းကားပြပါပြီးတော့ကျွန်တော်ဆောင်ရွက်ရရှိကြပါဘူး ဆရာရဲ့နာမည်လေးမိတ်ဆက်ပေးပါ ခင်ဗျာ နာမည်လေးမိတ်ဆက်ပေး ကျွန် ပါ တော်နာမည်ကျွန်တော်အမွေအောင်ပါကျွန်တော်လူမှုဖူလုံရေးရနေပြီးတော့အငင်းသားရတယ်နိုင်ငံဝန်ထမ်းအငင်းသား ဆရာရဲ့ကျွန်တော်တို့ခွေးပေးပါ ဝေးပြီ ဆရာရဲ့မြတ်ဆိုဟုတ်ဒီလိုတင်ပါလေဆရာ ဟုတ်ကဲ့ဗျာပြောနေပါလေ အဲ့ဒီရှုရနေတာဟိုဘိုးရင်းကြရင်ဟုတ်လားခုဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်အမကဘိုးရင်းကြရင်နောက်ဆက်ပြ အဲ့လို